ကျော်ထွန်းကိုသမောက်လိန်ခောက်ပြီးတော့သွင်းယူထားခဲ့ရမှာတွင်ကိုတကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ်ကျော်ထွန်းအနေနဲ့တစ်ဖက်ကစားသမားနဲ့ကိုသမားတို့လိန်ခောက်ပြီးတော့သွင်းယူခဲ့တဲ့သွင်းကိုဟာတစ်ဖက်တင်းရဲ့ကစားသမားအချိန်မီကာဝယ်ခဲ့ပေမဲ့ပြတ်ထွက်လာတဲ့ဘောလုံးကတော့သွင်းကိုဖြစ်ပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်စဝီယန်အခက်နာတယ်ပေယူချိတ်ဆက်မီမီနဲ့ခင်စော်လင်းသွင်းကိုတကိုထပ်မံရခဲ့ပြီးတော့ MIU တင်း2ဂိုးပြတ်နဲ့ဦးဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်သွင်းကိုတကိုထပ်မံရရှိခဲ့ပြီးတော့ MIU တင်းရဲ့ကစားသမားကျော်ထွန်းကသွင်းယူသွားခဲ့တာဖြစ်ပါတယ်ပွန်ဆာကွန်အကန်နာပြီဇော်လင်းထွန်းရဲ့ချိပါကိုတကိုကျွန်တော်တို့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်အသာရပဲချိတ်ပြီးတော့သွင်းယူသွားခဲ့တာမျိုးရှိကပေးထားပြီကန်တယ်မချိုးသားနေခဲ့တာပဲဖြစ်ပါတယ်စဝေယန်နောက်ထပ်သွင်းကိုတကိုထပ်မံရခဲ့ပြီးတော့ MIU တင်း၄ဂိုးတကိုဆိုရရလိုက်နဲ့ဥဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်နောက်ထပ်သွင်းကိုတကို MIU တင်းကရရှိခဲ့ပြီးတော့ဒီသွင်းကိုဒီဖြိုးမောင်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်တထွန်းဒီဖြိုးမောင်လက်ကန်ထားတယ်နောက်ထပ်သွင်းကိုတကိုထပ်မံရခဲ့ပြန်တယ်နော် MIU တင်းအတွက်6ဂိုးမြောက်သွင်းကိုလည်းပြည်ဖြိုးမောင်ကပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်MIU တင်းနဲ့ Pacific Samba တင်းတို့ရဲ့ရှင်းမယ်ကစားမှုကတော့ပွဲပြီးဆုံးလုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာ MIU တင်းက Pacific Samba တင်းကို6ဂိုးတကိုဆိုရရတဲ့နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်